ခမည်းအကြောင်းကိုဘာမှမသိတဲ့သူတွေကခမည်းကိုဝေဖန်ပုတ်ခတ်တာမျိုးကြုံဘူးလားအဲ့ဒီခါကျရင်စိတ်ထဲမှာအယမ်းနာကျင်ရတယ်မလားကျွန်တော်တို့တွေကလေကိုယ့်ကိုချစ်တဲ့သူယာရှိနေတာတဲ့ကိုယ့်ကိုမုန်းတီးနေတဲ့လူတယောက်ရဲ့စကားကိုပဲနားထဲမှာထက်ခါတလဲကြားနေတတ်ကြတာဗျာအဲ့ဒီစကားတစ်ခုကပဲကျွန်တော်တို့ရဲ့တဏိတာလုံးကိုဖျက်ဆီးပစ်လိုက်တယ်မြေတော်ပြောရရတော့တစုံတယောက်ကခမည်းကိုအစိတ်ခွက်တစ်ခုလာပေးတယ်ဆိုပါစို့အဲ့ဒီအစိတ်ကိုတောက်လိုက်မှသာခမည်းတီးမှာပါသူပေးတဲ့အစိတ်ခွက်ကိုခမည်းကလက်မခံပဲထားလိုက်ရင်အဲ့ဒီအစိတ်ကခမည်းကိုဘာမှလုပ်လို့မရပါဘူးတရားဓမ္မအရာပြောရရင်ဝေဖန်တန်ဆိုတာလေလိုင်းတစ်ခုပါပဲကိုကအရေးအတူနဲ့ငါ့ကိုပြောတာဆိုပြီးစွဲမယူမချင်းအဲ့ဒီစကားတွေကတင့်စီမှာကန့်ညီမနေပါဘူးသူတို့ပြောတာကသူတို့ရဲ့စိတ်ဓာတ်အစနတန်းပဲတင့်တန်ဖို့မဟုတ်ဘူးဗျဒါကြောင့်ခမည်းကိုမချစ်တဲ့သူတွေရဲ့ပါဇက်ကိုပိတ်ဖို့မကြိုးစားပါနဲ့အချင်းကုန်ပါနဲ့အဲ့ဒီအစားခမည်းနှလုံးသားကိုပဲအေးချမ်းအောင်လုပ်လိုက်ပါကိုကအေးချမ်းနေရင်ဘသူကဘာပြောလောကကြီးကပါရနေဦးမှာပါပဲကိုချစ်ဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဓမ္မစေးတောင်းလေးတွေအထက်ဓမ္မကက်ပစူလ်ကို follow လုပ်ထားအောင်နော်